မင်္ဂလာပါအချမ်းစာအုပ် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမှာကတော့ရုရှားစာရေးဆရာအန်တွန်ချီကော့ဖ်ရေးသားတဲ့ဗန်ကာဆိုတဲ့ဝတ္ထုတို့ကိုဘာသာပြန်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗန်ကာဇူကော့ဖ်သည်အသက်9နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ပြီးဖနက်ချုပ်သမားအလျာဟင်ထံတွင်အလုတ်တင်အဖြစ်ရောက်ရှိနေခဲ့သည်မှာ3လခန့်ရှိပြီဖြစ်သည်ယခုညသည်ခရစ်စမတ်အကြိုညဖြစ်ပြီးကောင်လေးသည်အိယာမဝင်သေးပဲထိုင်၍နေလေသည်သူ၏ဆရာနှင့်ဆရာကတော်တို့သည်အလုသမားများနှင့်အတူခရစ်စမတ်အကြိုညသကောင်ရံဝတ်ပြုဆုတောင်းပွဲသို့ထွက်ခွာသွားသည့်အထိသူဆောင်ဆိုင်နေခဲ့သည်ထို့နောက်သူသည်ဆရာ၏ဗီရိုထဲမှမင်ဘူးတစ်ဘူးနှင့်အသွားတွင်တန်ကြီးတက်နေသောစာရေးကလောင်တန်တစ်ချောင်းကိုထုတ်ယူကာတွန့်ကျင်နေသောစာရွက်တစ်ရွက်ကိုသူ့ရှိတွင်ဖြန့်ချလိုက်ပြီးစာစရေးလေသည်ကောင်လေးသည်ပထမဆုံးစလုံးကိုချမရေးနိုင်သေးခင်တကားနှင့်ပဒန်းပေါက်များစီသို့စိုးရင်တကြီးဖြင့်အကြိမ်ပေါင်းများစွာလှည့်ကြည့်နေခဲ့လေသည်ထို့နောက်ဖနက်ချုပ်ပစ္စည်းများတင်ထားသောဆယ်များကြားရှိအမောက်ရိပ်ထဲကဖျားစင်ရှိရာစီခိုးကြည့်လိုက်ပြီးတပ်ပြင်းတစ်ချက်ကိုခတ်တိုးတိုးချလိုက်လေသည်သူသည်ကျမ်းပြင်တွင်ဒူးထောက်ထိုင်နေပြီးခုံနှန်းရှိပေါ်တွင်စာရွက်ကိုတင်ထားလေသည်ချစ်ခင်ရပါသောအဖိုးကွန်စတန်တင်မာကာရစ်ခမညာဟုကောင်လေးကစတင်၍ရေးသားလိုက်သည်ကျွန်တော်အဖိုးစီကိုစာရေးလိုက်ပါတယ်ပျော်ရွှင်ပွဲခရစ်စမတ်ဖြစ်ပါစေအနန္တတကုရှင်ဖျားသခင်ထံတော်ကကောင်းကြီးမင်္ဂလာများလဲအဖိုးအပေါ်တက်ရောက်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်မှာအဖေလည်းမရှိတော့ပါဘူးအမေလည်းမရှိတော့ပါဘူးကျွန်တော်မှရှိတာအဖိုးတယောက်တည်းပါပဲဗန်ကာလေးသည်သူထွန်းထားသည့်ဖျောင်းနိုင်အလင်းရောင်ခတ်မမီကျနေသောအမောင်ရိပ်ထဲကဖျားစင်ရှိရာကိုမော့ကြည့်လိုက်ပြီးဇီဘာရက်ဟုခေါ်သည့်မိသားစုအတွက်ညဆောင်အဖြစ်လောက်ကင်ပေးနေသောသူ့အဖိုးကွန်စတန်တင်မာကာရစ်ကိုစိတ်ထဲတွင်ပြန်လည်မြင်ရောက်မိနေလေသည်သူ၏အဖိုးမှာအသက်65နှစ်အရွယ်ရှိပြီးအရက်ပုပုပိန်ပိန်သွဲဖြစ်တော်လဲအလွန်လင်းမြန်ဖြက်လက်သူတစ်ယောက်ဖြစ်သည်သူ၏မျက်နှာကအမြဲတမ်းပြုံးရွှင်နေပြီးမျက်လုံးများကမူမိုးရစ်နေသည့်အရေးအယောင်တွေ့နေရတတ်သည်သူသည်နှိကင်းပတ်များတွင်အစိခံတန်းလျားမိဖို့ဆောင်တွင်အိတ်နေလေးရှိပြီးတခါတရံထမင်းချက်များနှင့်ရည်စရာများထိုင်ပြောနေတတ်သည်ညဘက်တွင်မူတိုးတရီကုတ်အင်ကြီးကြီးကိုခြုံပြီးခြံဝန်းပတ်လဲလမ်းလျှောက်ကသူတစ်ချောင်းဖြင့်တကောက်ကောက်လိုက်ခောက်နေလေးရှိသည်ခတ်စတန်ကာဟူသောခွေးအိုမနှင့်အီလ်ဟုခေါ်သောခွေးတကောင်တို့သည်ခေါင်းငိုက်ဆိုင်ဖြင့်သူ့နောက်မှတကောက်ကောက်လိုက်ပါလေးရှိကြသည်ထိုခွေးကိုအီလ်ဟုမှဲ့ထားခြင်းမှာတကိုယ်လုံးမဲနဲ့နေပြီးခန္ဓာကိုယ်ကမွေပါနှင့်ဆင်သောကြောင့်ဖြစ်လေသည်အီလ်သည်ဖော်ရည်တတ်သောခွေးဖြစ်ပြီးသခင်များကိုသာမကလူစိမ်းများကိုပါခင်မင်သည့်ပုံစံပြလေရှိတော်လဲထိုကဲ့သို့ခင်မင်ဖော်ရည်တတ်သည့်ပုံစံနောက်ွယ်တွင်ကောက်ကျစ်ဆင်းလဲမှုကိုဖုံးကွယ်ထားသောခွေးဖြစ်လေသည်မထင်ရင်မထင်သလိုတိတ်တဆိတ်ချင်းကပ်ပြီးလူတစ်ယောက်၏ခြေတော်ကိုကိုက်ခြင်းစတိုခန်းနဲ့ခိုးဝင်ခြင်းလယ်သမားများ၏ကြက်များကိုခိုးစားခြင်းတို့တွင်အီလ်သည်အကျွမ်းကျင်ဆုံးဖြစ်လေသည်ထို့ကြောင့်သူ၏နောက်ခြေတော်များပြုတ်ထွက်လိုနီးပါးဆွဲရိုက်ခံရဘူးသည်နှစ်ကြိမ်တိုင်းကျိုးဖြင့်တွဲလောင်းချိတ်ခံရဘူးသည်ဤသို့အ ਨੇ ဆုံးတစ်ပတ်လျင်တစ်ကြိမ်ခန့်သေလူမျောပါအရိုက်ခံရလိရှိတော်လဲအမှတ်မရှိသောခွေးဖြစ်လေသည်ယခုလိုညမျိုးတွင်အဖိုးသည်ခြံတကားထိပ်တွင်ရက်ပြီးဖျားเจ้าကအနီရောင်မှန်ပဒင်းပေါက်များစီသို့မျက်လုံးကိုမှေးကာလှမ်းမြော်ကြည့်နေမိမှာတေချာလာသည်အေးသက်သာစီရန်သူ၏လက်ရှိဖနက်ကိုမြေကြီးပေါ်ဆောင်းနေရင်းခြံထဲကအစီခံများနှင့်ရေစရာများဝိုင်းဖွဲ့ပြောနေပေလိမ့်မည်သူ၏လက်ဆွဲတော်တူကိုခါးတွင်ချိတ်ထားလိမ့်မည်ခြံအိတ်လာသည့်အေးတံကြောင့်ပခုံးကိုတွန်ထားပြီးလဝါနှစ်ဖက်ကိုဆုပ်၍နေရှာပေမည်အိုမင်းနေသည့်ရည်တံဖြင့်ရီမောနေရင်အိမ်အကူမာလေးနှင့်ထမင်းချက်တို့ကိုတို့လိုက်စိတ်လိုက်ဖြင့်စနှောက်နေပေလိမ့်မည်ဆေးရွက်ကြီးမှုန်လေးရှူပါအောင်ဟုဆိုကာအမျိုးသမီးများကိုသူ၏ဆေးရွက်ကြီးမှုန်ဘူးကိုလိုက်ပေးနေလိမ့်မည်ထိုအခါအမျိုးသမီးများသည်ဆေးရွက်ကြီးမှုန်ကိုရှူပြီးနှာချေကြပေလိမ့်မည်အဖိုးကထိုအဖြစ်ကိုကြည်ရင်သဘောကျစွာရီမော၍ဟဲ့အမြန်ညှစ်ထုတ်လိုက်နှာရည်တွေခဲပြီးကတ်ကုန်ပြီဟုအော်ဟစ်နေလိမ့်မည်သူတို့သည်ခွေးများကိုလည်း
ဆေးရွက်ကြီးမှုန့်ရှူခိုင်းကြပေလိမ့်မည်ခွေးအုံမကြီးကက်စတန်ကာကဆေးမုံကြောင့်နာချေပြီးစိတ်ဆိုးမှန်ဆိုးဖြင့်ထွက်သွားပေမည်ဖော်ရွေသည့်ခွေးပါဖြစ်သည့်အီးကတော့အမိတနတ်နတ်လုံနေပေမည်ထိုနေရာတွင်ရာသီဥတုကတာယာပြီးလေထုကလည်းငြိမ်သက်ကြည်လင်၍လက်ဆက်နေပေလိမ့်မည်ညသည်မှောင်မိုက်နေတော်လဲနှင်းဖုံးနေသောအဖြူရောင်အိမ်ခေါင်မိုးများမိခိုခေါင်း၌မှထွက်လာသောမိခိုလုံးများစီးနှင်းများတွဲလောင်းခိုကငွေရောင်တောက်ပနေသောတစ်ပင်များနှင့်မြေပြင်ပေါ်ကနှင်းပုံများကိုမြင်တွေ့ရနိုင်ပေမည်ကောင်းကင်တစ်ပြင်လုံးတွင်မိတ်တုပ်တောက်ပလင်းလက်နေသောကြယ်များဖြင့်ပြည့်နေပြီးငကားငွေတန်းကိုလည်းထင်ရှားပြတ်သားစွာမြင်တွေ့ရနိုင်ပေလိမ့်မည်ဘန်ကာသည်တပ်ပြင်းတစ်ချက်ချလိုက်ပြီးကလောင်တန်းကိုမှင်တို့ကဆက်လက်ရေးသားလိုက်သည်မနေ့တုန်းကဆိုရင်ကျွန်တော်စူပူကျိမ်းမောင်းခံခဲ့ရပါသေးတယ်သူတို့ရဲ့ကလေးကိုပကက်ထဲမှာတိတ်နေရင်ကျွန်တော်မတော်တဆအိပ်ပျော်သွားတာကြောင့်ဆရာကကျွန်တော်စပင်ကိုဆွဲပြီးခြံထဲကိုဆွဲထုတ်သွားပြီးတော့ဖနက်ပုံသွင်းတဲ့အချောင်းနဲ့ရိုက်နှက်ခဲ့ပါတယ်အရင်တစ်ပတ်ကလည်းဆရာကတော်ကဟင်းချက်ဖို့ကျွန်တော်ကိုငားကင်ခိုင်းတဲ့အခါကျွန်တော်ကအမိဘက်ကနေစပြီးလုံးမိတဲ့အတွက်အဲ့ဒီငားရဲ့ခေါင်းနဲ့ကျွန်တော်မျက်နှာကိုထိုးထည့်လိုက်ပါတယ်ဒီကအလုပ်သမားတွေကလည်းကျွန်တော်ကိုအမြဲလောင်ပြောင်ကြပြီးတော့သူတို့တောက်ဖို့ဘောကအရက်တွေကိုလည်းဆိုင်မှာသွားဝယ်ပေးရပါတယ်ဆရာအိမ်ကတခွားသီးတွေကိုလည်းသူတို့စားဖို့အတွက်ကျွန်တော်ကိုခိုးခိုင်းပါတယ်ဆရာကလည်းမထင်ရင်မထင်သလိုသူ့လက်ထဲရှိတဲ့ပစ္စည်းနဲ့ကျွန်တော်ကိုရိုက်နှက်တတ်ပါတယ်ခင်ဗျာဒီမှာနေရတာအစားအသောက်လည်းဆင်းရဲပါတယ်မနက်ဆိုရင်ပေါင်မုတ်ကျွေးပါတယ်နေ့လယ်စာအတွက်ကယာကုစားရပါတယ်ညစာအတွက်လည်းပေါင်မုတ်ပဲထပ်ပေးပါတယ်လက်ဖက်ရည်တို့စွပ်ပြုတ်တို့လိုအစားအသောက်မျိုးကိုတော့ဆရာနဲ့ဆရာကတော်တို့ပဲစားကြပါတယ်ကျွန်တော်ကိုဆိုရင်အိမ်ရဲ့ရှောက်လမ်းမှာပဲအိတ်ခိုင်းပါတယ်သူတို့ရဲ့ကလေးကညကြီးကြပြီးထောင်ကိုပြီးဆိုရင်ကျွန်တော်မှလုံးဝမအိပ်ရတော့ပဲကလေးကိုပကက်လွှဲပြီးနေရပါတယ်အဖိုးရဲ့ကျွန်တော်ကိုတနာပါအောင်ခင်ဗျာကျွန်တော်ကိုဒီနေရာကနေလာပြန်ခေါ်ပေးပါဦးရွာကအိမ်စီကိုပြန်ခေါ်ပေးပါအဖိုးရဲ့ကျွန်တော်မခံစားနိုင်တော့လို့ပါကျွန်တော်အဖိုးရဲ့ခြေထောက်ရှိမှဒူးထောက်ပြီးတောင်းပန်ပါမယ်ဖျားသခင်စီမှာလည်းအဖိုးအတွက်တစ်သက်လုံးဆုတောင်းပေးပါမယ်ဒီနေရာကနေအဝေးဆုံးကိုခေါ်သွားပေးပါမဟုတ်ရင်ကျွန်တော်ဒီမှာတည်သွားလိမ့်မယ်အဖိုးရဲ့စာကိုရေးနေရင်ဘန်ကာဤနှုတ်ခမ်းများသည်တုံရင်လှုပ်ရှားလာပြီးမဲညစ်နေသောသူဤလက်ခုံဖြင့်မျက်လုံးများကိုပုတ်တက်ကရှိုက်ကြီးတငယ်ငိုချလိုက်လေသည်ထို့နောက်ဘန်ကာကစာကိုဆက်လက်ရေးသားလေသည်အဖိုးအတွက်စီးရကြီးမှုန့်တွေလဲကျွန်တော်ထောင်းပေးပါမယ်အမြဲတမ်းလဲအဖိုးအတွက်ဆူတောင်းပေးပါမယ်ကျွန်တော်တခုခုအမားလုံးမိရင်စီတော်ရဲ့စိတ်ကိုရိုက်တယ်လို့မျိုးကျွန်တော်ကိုရိုက်နဲ့ဆုံးမလို့ရပါတယ်အဖိုးကျွန်တော်ကိုအလုပ်တစ်ခုခုလုပ်စီခြင်းဖះเจ้าကဂောဘကကိုတောင်းပန်ပြီးဖနက်ပဲတိုက်ရလုပ်ပါမယ်ဒါမှမဟုတ်ဖက်ကာရဲ့ကိုစားတိုးသွားကြောင်းပေးပါမယ်အဖိုးကြီးကျွန်တော်မခံနိုင်တော့ဘူးဒီမှာနေရတာကအသက်ရှင်နေရတယ်လို့ကိုမခံစားရပါဘူးကျွန်တော်ရွာစီကိုပဲထွက်ပြေးလာခြင်းတော့တယ်ဒါပေမဲ့နှင်းတွေကြားထဲရှောက်နိုင်ဖို့ကကျွန်တော်မှဖက်နှက်တောင်မရှိပါဘူးခင်ဗျာကျွန်တော်ကြီးပြင်းလို့အရွယ်ရောက်လာတဲ့အခါအဖိုးကိုပြုစုစောင့်ရှောက်ပါမယ်အဖိုးကိုဘယ်သူမှမနှောက်ယှက်နိုင်အောင်ကာကွယ်ပေးပါမယ်နောက်ပြီးအဖိုးကွယ်လွန်ဆုံးပါသွားတဲ့အခါကျရင်လဲအမေအတွက်ကျွန်တော်ဆူတောင်းပေးခဲ့သလိုမျိုးပဲအဖိုးရဲ့ဝိညာဉ်ငြိမ်းချမ်းမှုရဖို့အတွက်ကျွန်တော်ဆူတောင်းပေးမှာပါမော်စကိုမြို့ကအရန်ကြီးပါတယ်တထိတ်အိမ်တွေလည်းအများကြီးပဲမြင်းတွေလည်းအများကြီးရှိတယ်ဒါပေမဲ့တိုးတွေတော့မရှိပါဘူးခွေးတွေကလည်းရံမလို့တတ်ကြဘူးဒီကကလေးတွေကခရစ်စမတ်မှာကျယ်လေးတွေကင်ပြီးလှည့်လည်တာမျိုးမလုပ်ကြဘူးဖះเจ้าကတန်ဆုံအဆိုအဖွဲထဲကိုလည်းဘသူ့ကိုမှအဝင်မခံကြဘူးဆိုင်ပတင်းပေါက်တစ်ခုမှာငါးမြချိတ်တွေရောင်းဖို့ချိတ်ထားတာကျွန်တော်တွေးခဲ့သေးတယ်ငါးမြကျိုးတွေပါအစင်သက်တတ်ထားပြီးသားပဲငါအမျိုးမျိုးမြားလို့ရတဲ့ချိတ်တွေအစုံပါပဲအဲ့ဒီဆိုင်မှာပေါင်40လောက်ရှိတဲ့ငပတ်ကြီးကိုတောင်မြားလို့ရနိုင်တဲ့ငါးမြချိတ်ကြီးတစ်ခုတောင်ရှိပါသေးတယ်ပြီးတော့တနတ်ဆိုင်တွေကိုလည်းကျွန်တော်မြင်ဘူးပါတယ်အဲ့ဒီဆိုင်တွေမှာ
ကျွန်တော်တို့အိမ်ရှင်ဆရာကြီးပိုင်တဲ့တနက်တွေလိုပဲတနက်အမျိုးစုံရှိတယ်တနက်တစ်လက်ကိုရူဘယ်ငွေ100လောက်တော့အသားလေးပေးရမယ်ထင်ပါတယ်အသားဆိုင်တွေမှာဆိုရင်ငှက်တွေငါးတွေယုံသားတွေအစုံရပါတယ်ဒါပေမဲ့ဆိုင်ရှင်တွေကအဲ့ဒီအကောင်တွေကိုဘယ်ကဖမ်းလာတယ်ဆိုတာကိုမပြောပြကြပါဘူးအဖိုးကြီးအဖိုးအလုပ်လုပ်တဲ့အိမ်ကြီးမှာခရစ်စမတ်တစ်ပင်အလှဆင်ထားတဲ့အချိန်ကျရင်အဲ့ဒီမှာချိတ်ထားတဲ့ရွှေရောင်တစ်ကြားသီးလေးတစ်လုံးကိုကျွန်တော်အတွက်ယူထားပေးပါနော်ပြီးတော့အစိမ်းရောင်တစ်တာလေးထဲမှာထည့်သိမ်းထားပေးပါဗန်ကာအတွက်သိမ်းထားတာပါဆိုပြီးအမလေးအိုကာကိုခွင့်တောင်းပေးထားပါအောင်နော်ဗန်ကာသည်တုံရင်စွာတက်ပြင်းချလိုက်ပြီးပရင်းပေါက်ကိုငေးကြည့်နေပြန်သည်အဖိုးသည်အလုပ်ရှင်မိသားစုအတွက်ခရစ်စမတ်တစ်ပင်ခုတ်ရန်တောထဲကိုသွားသည့်အခါတိုင်းမြည်ဖြစ်သူသူ့ကိုအမြဲခေါ်သွားခဲ့သည်ကိုဗန်ကာကသတိရနေမိသည်အလွန်ပျော်ရွှင်စရာကောင်းခဲ့သောအချိန်များဖြစ်ပေသည်နေတော်ထဲတွင်မြည်ဖိုးနှစ်ယောက်သားအတူတူသွားခဲ့ကြသည်ခရစ်စမတ်တစ်ပင်ကိုမခုတ်လဲမီအဖိုးဖြစ်သူကဆေးတံကိုအရင်ခဲနေသည်ရှိသည်ထို့နောက်ဆေးရွက်ကြီးအမှုန့်ကိုဖြင်းညင်းစွာရှူရှိုက်ရင်းခိုက်ခိုက်တုံအောင်ချမ်းနေသည့်ဘန်ကာကိုကြည့်ရင်းရေမောနေတတ်လေသည်စီးနှင်းများဖုံးလွှမ်းနေသောထင်းရှူပင်ငယ်လေးများသည်မိသည့်အပင်အခုတ်ခံရမည်ကိုစိတ်ဝင်စားစောင့်ကြည့်နေကြသည့်အလားငြိမ်သက်စွာရှိနေကြသည်နှင်းပုံများအကြားမြားတစင်းကဲ့သို့လင်းမြန်စွာပြေးလွှားနေကြသောယုံများကိုလည်းနေရာအနှံ့တွေ့ရတတ်လေသည်ထိုအခါများတွင်အဖိုးကဖမ်းအဲ့ဒီအမိတို့နဲ့ကောင်စုပ်ကိုဖမ်းလိုက်စမ်းဟုအော်ဟစ်တက်လေသည်ခရစ်စမတ်တစ်ပင်ကိုခုတ်လဲပြီးသောအခါအဖိုးကအင်ကြီးစီကိုဆွဲယူသွားပြီးတစ်ပင်ကိုအလှဆင်ကြပါတော့သည်ဗန်ကာအခင်းမင်းဆုံးသဘောအကျဆုံးဖြစ်သောအမလေးအိုလ်ဂါကတစ်ပင်ကိုအလှဆင်ရာတွင်အလုပ်အများဆုံးသူဖြစ်လေသည်ဗန်ကာ၏မိခင်ပီလာဂီယာမဆုံးခင်ထိုအိမ်ကြီးတွင်အိမ်အကူလုပ်ခဲ့စဉ်ကအမလေးအိုလ်ဂါသည်ဗန်ကာကိုမုံများစားစရာများအမြဲလိုကြွေးတက်လေသည်အမလေးအိုလ်ဂါသည်လုံးစရာအထွေအထူးမရှိအားနေသည့်အတွက်ဗန်ကာလေးကိုစာရေးစာဖတ်သင်ပေးသည်တစ်ကနေ100အထိရေးတွက်တတ်အောင်သင်ပေးခဲ့သည်ထို့အပြင်ကက်သရီအကကွက်များကိုပင်သင်ပေးခဲ့လေသည်အမေဖြစ်သူပေလာဂီယာဆုံးသွားသောအခါဗန်ကာလေးသည်အဖိုးဖြစ်သူရှိရာအစေခံတန်းလျားမိဖို့ဆောင်သို့ပြောင်းနေခဲ့ရပြီးထိုနေရာမှတဆင့်မော်စကိုမြို့ရှိဖနက်ချုပ်သမားအိမ်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်ဗန်ကာကစာကိုဆက်ရေးသည်ဒီကိုလာခဲ့ပါအောင်အဖိုးရဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုလာခေါ်ပါအောင်ခင်ဗျာမိဘမဲ့မျက်နှာမွဲလေးကျွန်တော်ကိုတနာပါအောင်ဒီမှာလူတိုင်းကကျွန်တော်ကိုရိုက်နှက်ညှဉ်းပန်းကြပါတယ်အငတ်ငတ်အပြက်ပြက်နဲ့နေရပါတယ်ဘယ်တော့တောင်ဒုက္ခရောက်လဲဆိုတာမပြောပြတတ်လောက်အောင်ပါပဲကျွန်တော်မှတစ်ချိန်လုံးငိုကြွေးနေရပါတယ်တနေ့ကဆိုရင်ဆရာကဖနက်ပုံသွင်းတဲ့အချောင်းနဲ့ခေါင်းကိုရိုက်လိုက်လို့ကျွန်တော်မှလဲကျသွားခဲ့ရပါတယ်ကျွန်တော်ဘဝကတော့ခွေးတွေထက်တောင်ဆိုးနေပါပြီခင်ဗျာမျက်လုံးတစ်ဖက်မရှိတဲ့ရေကော်ကာနဲ့မြေလဲမောင်းသမားဦးလေးကြီးတို့ကိုလည်းကျွန်တော်နှုတ်ဆက်တယ်လို့ပြောပြပါခင်ဗျာကျွန်တော်ရဲ့လက်ဆွဲဘာဂျာလေးကိုလည်းဘသူကမှမပေးပါနဲ့နော်မှအဖိုးရဲ့ညီလေးအီဗန်ဇူကော့ဖ်အဖိုးကြီးဆက်လာခဲ့နော်ဗန်ကာသည်သူရေးထားသောစာရွက်ကိုနှစ်ခေါက်မြခောက်လိုက်ပြီးမနေ့ကသူဝယ်ထားခဲ့သည့်တပြားတန်စာအိတ်ထဲကိုထည့်လိုက်သည်ခေတ္တမြစဉ်းစားပြီးနောက်ကလောင်တန်ကိုမှင်အိုးထဲနှစ်ကစာအိတ်ပေါ်တွင်လိပ်စာကိုဤသို့ရေးလိုက်သည်သို့ရွာကအဖိုးထို့နောက်ခေါင်းကိုကုပ်၍ခေတ္တစဉ်းစားလိုက်ပြီးကွန်စတန်တင်မာကာရစ်ဟုထပ်ဖြည့်ရေးလိုက်လေသည်တစုံတစ်ယောက်၏တားမြစ်ပိတ်ပင်ခြင်းကိုမခံရဘဲစာကိုအောင်မြင်စွာရေးသားနိုင်ခဲ့သဖြင့်ဝမ်းသာအားရဖြစ်နေသောဗန်ကာသည်အုတ်ထုပ်ကိုစောင်းလိုက်ပြီးအပေါ်ကုတ်အင်ကြီးကိုပင်မိုးနိုင်တော့ပဲရှက်အင်ကြီးလေးဝှက်ရသားနှင့်ပင်လမ်းမပေါ်သို့ပြေးထွက်သွားခဲ့လေသည်အသားဆိုင်မှအလုပ်သမားများကိုမနေ့ကသူမေးမြန်းခဲ့ရာပို့ချင်သည့်စာများကိုစာရိုက်ပုံးများထဲသို့ထည့်ရကြောင်းထိုစာရိုက်ပုံးများထဲကစာများကိုခေါင်းလောင်းတန်မြည်သောစာပို့မြင်းရထားများဖြင့်တည်ယူကာအရက်မူးနေသောမြင်းလဲမောင်းသမားများကကဘာအနှံ့
လိုက်လံပို့ဆောင်ပေးကြောင်းပြောပြကြလေသည်ဘန်ကာသည်အနည်းဆုံးစာရိုက်ပုံးရှိရာသို့ပြေးသွားခဲ့ပြီးသူ၏အဖိုးတန်လှစွာသောစာလေးကိုစာရိုက်ပုံးအပေါက်လေးထဲသို့ထိုးထည့်လိုက်လေသည်နောက်တနာရီခန့်ကြာသောအခါမျောလင့်ချက်များဖြင့်ကြည်နူးပီတိဖြစ်နေခဲ့ရှာသောဘန်ကာလေးသည်နှစ်ချိုက်စွာအိမ်မောကျ၍နေလေပြီဖြစ်သည်သူသည်ရွာကအိမ်လေးထဲရှိအနွေးတက်ပေးသည့်မိဖို့ကိုအိမ်မက်ထဲတွင်မြင်နေရသည်ထိုမိဖို့ပေါ်တွင်သူအဖိုးကခြေတော်များကိုလွှဲကာရမ်းကာဖြင့်ထိုင်နေရင်းသူပို့လိုက်သည့်အစာကိုထမင်းချက်များကိုဖတ်ပြ၍နေလေသည်မိဖို့ဘေးတွင်မူကားခွေးကလေးအီးသည်အမိတနက်နက်နှင့်ခွေနေလေသည်